သူများကိုအသုံးချပြီးကိုအကျိုးပဲကြည့်တဲ့သူကနောက်ဆုံးမှဘာဖြစ်သွားမလဲသိကြလားမင်္ဂလာပါတတမိမိတို့ရေဒီနေ့တီကကြောင်နဲ့မြောက်ပုံမြင်လေးကိုပြောပြပေးမယ်နော်ဟိုးရှိတော့ငါပေါ့ကွယ်ကြောင်နဲ့မြောက်တို့ဟာအိမ်တိမ်မှာအတူနေကြတဲ့ကွယ်သူတို့ကအရန်ခင်ကြပြီးမကြာခဏဆိုလို့အတူတူကစားကြတာပေါ့ပြီးတော့တရက်အိမ်ထဲကစားစရာတွေကိုဘယ်လိုယူစားရမလဲဆိုပြီးစဉ်းစားကြပြန်တယ်တရက်မှာတော့သူတို့အိမ်ရှင်ကမိဖို့ထဲမှာတစ်အေရီတွေဖုတ်ထားတာကိုတွေ့တဲ့ကွယ်ဒါပေမဲ့သူတို့ကတစ်အေရီတွေကိုဘယ်လိုယူရမလဲမသိဘူးဖြစ်နေကြရောတဲ့အဲ့ဒီအချိန်မှာညနေနဲ့များတဲ့မြောက်ကငါကတော့တစ်အေရီတွေကိုယူနိုင်ပါတယ်ဒါပေမဲ့ဒီလိုနေရာမှာမင်းကငါ့ထက်ပိုတော်တယ်ကွာမင်းကပဲဆွဲထုတ်ပြီးငါတို့အတူအညီမြဝေစားကြတာပေါ့လို့ကြောင်ကိုမြောက်ပြင်ပြီးမိဘူးတွေကတစ်အေရီကိုယူခိုင်းလိုက်တဲ့ကွယ်ဒီတော့ကြောင်ကလည်းသူ့ရဲ့လက်သေးတွေနဲ့တစ်အေရီကိုယူဖို့မိဘူးခဲတွေကိုဆွဲထုတ်ကြည့်တာပေါ့မိခဲကအယမ်းပူတာကြောင့်သူ့ရဲ့လက်သေးတွေကိုအမြန်ဆွဲထုတ်လိုက်ရပြန်တဲ့ကွယ်ဒါပေမဲ့နောက်တစ်ကြိမ်ထပ်ကြိုးစားပြီးယူကြည့်ပြန်ရောဒီတစ်ခါမှာတော့တစ်အေရီတဝက်လောက်ကိုဆွဲထုတ်လိုက်နိုင်တာပေါ့တခါတတိယတစ်ကြိမ်ထပ်ကြိုးစားကြည့်မှတစ်အေရီတစ်လုံးလုံးရလာတာပေါ့အဲ့ဒီလိုကြောင်ကအချိန်ချင်းကြိုးစားပြီးရလာတဲ့များတစ်အေရီတွေကိုမြောက်ကချက်ချင်းစားပြစ်တဲ့ကွယ်ကြောင်ကတော့ဘာမှမစားရပဲမိမှုခဲနဲ့အချင်းချင်းထိရတာကြောင့်သူ့ရဲ့လက်တွေဟာဒဏ်ရာတွေနဲ့ဖြစ်နေတာပေါ့အဲ့ဒီအချိန်မှာပဲအိမ်ရှင်ကမိဖို့ခန်းတကားကိုဖွင့်လိုက်တဲ့အခါမှာတစ်အေရီခွန်နေပြန့်ကျဲနေတာကိုတွေ့ပြီးဒေါရတွေအရန်ထွက်သွားတာပေါ့ကွယ် What are you both doing? ဒီတော့သူတို့တွေလည်းမိဖို့ခန်းနေကနေအပြေးလွှာထွက်ပြေးကြတာပေါ့အဲ့ဒီအချိန်ကစားပြီးကြောင်ကမြောက်ရဲ့မြောက်ပင်ပြောဆိုမှုကြောင့်တစ်အေရီလည်းတလုံးမှမစားရပဲသူ့ရဲ့လက်တွေမှာလည်းဒဏ်ရာတွေရသွားတာကြောင့်မြောက်နဲ့အပြောဆိုတိတ်မလုံးတော့ပဲကြွက်တွေနဲ့ပဲပျော်နေလိုက်တော့တဲ့ကွယ်ပုံမြန်လေးကတော့ပြီးပါပြီနော်သားမိမိတို့လည်းမြောက်လိုပဲကိုအကျိုးပဲကြည့်တဲ့အခါမှာနောက်ပိုင်းဆိုရင်ပေါင်းတစ်တငယ်ချင်းတွေကကိုပြစ်ထားတတ်တယ်ဆိုတာကိုသိထားရမယ်နော်နောက်ပတ်မှာလည်းတီကအခုလိုစိတ်ဝင်စားစရာပုံပြင်လေးတွေကိုပြောပြပေးအောင်ပါမို့စောင့်မျှော်နားဆင်ပေးပါအောင်နော်သားမိမိတို့ကိုစိတ်နှဖျားကျမချမ်းသာကြပါစေလို့တီကဆုတောင်းပေးလိုက်ပါတယ်နော်